မင်္ဂလာပါရှင်ဒီနေ့ခွန်အားပေးခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့ရွေးနှုတ်ခြင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဘုရားသခင်ကတင့်ကိုရွေးနှုတ်ကယ်တင်ပြီးတော့မှပြေဝဆုံးလင်းတော့သူဖြစ်အောင်ပြုလုပ်ပေးကတင့်ကိုထိန်သိမ်းဆောက်ရှောက်ပေးထားတယ်ဆိုတာသင်သိရှိဖို့ရန်အတွက်ယောမအခန်းကြီး10ခန်းငယ်9ကနေ7ကိုကျွန်တော်တို့အတူတကွာဖတ်ရှုရအောင်နော်ဘယ်သို့နည်းဟုမူကားတင်ဒီသခင်ယေရှုကိုနှုတ်ဖြစ်ဝင်ခံ၍ဘုရားသခင်သည်သူ့ကိုတည်ခြင်းမှထမြောက်စေပြီးဟုစိတ်နှလုံးထဲနဲ့ယုံကြည်လင်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်ဖြောင့်မတ်ရာကိုရောက်ခြင်းကစိတ်နှလုံးနဲ့ယုံကြည်ရကယ်တင်ခြင်းသို့ရောက်ခြင်းကနှုတ်ဖြစ်ဝင်ခံရ၏ဟာလေလုယသင်ဟာယေရှုခရစ်တော်ကသင်အပြစ်အတွက်တည်ခံတယ်သင်ပြစ်အတွက်တကြိုခြင်းခံတယ်ပြီးတဲ့အခါမှာတည်ခြင်းကနေ၃ရက်နောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ဆိုတာကိုသင်စိတ်နှလုံးထဲကယုံကြည်ပြီးတော့မှယေရှုကိုဝန်ခံမယ်ဆိုရင်နှုတ်နဲ့ဝန်ခံမယ်ဆိုရင်သင်ဟာကယ်တင်ခြင်းကိုရောက်မယ်ကျွန်တော်တို့စိတ်နှလုံးနဲ့ယုံကြည်ခြင်းဟာဖြောင့်မတ်ရာကိုရောက်စေတယ်နှုတ်နဲ့ယုံကြည်ခြင်းဟာကယ်တင်ခြင်းကိုရစေတယ်လို့ကျမ်းစာမှာအတိအကျဖော်ပြထားတာဖြစ်ပါတယ်ဒီမှာကယ်တင်ခြင်းလို့ပြောတဲ့စကားလုံးဟာဆိုလို့ရှိရင်အနိုင်မဲ့တဲ့စကားလုံးဖြစ်တယ်ကယ်တင်ခြင်းဆိုတဲ့စကားလုံးဟာကျွန်တော်တို့ယုံကြည်သူခရိယန်တွေညာကြားမှာမကြာခဏကြားရတဲ့စကားလုံးဖြစ်တယ်ဒါပေမဲ့အဲ့ဒီကယ်တင်ခြင်းဆိုတဲ့စကားလုံးကတကယ်ကိုအနိုင်မဲ့တဲ့ထူးခြားတဲ့စကားလုံးဖြစ်တယ်ခရိယန်တော်တော်များများကကယ်တင်ခြင်းကိုတည်တည်ချာချာနဲ့ဆိုင်တိတ်နာမလေကြဘူးဆိုတော့တွေ့ရဘာဖြစ်လို့လဲဆိုနှုတ်ကပတ်တော်ကပြောတဲ့ကယ်တင်ခြင်းကိုတည်တည်ချာချာရရှိပြီးတော့မှနားလေတဲ့သူကအနည်းငယ်သာရှိတယ်လို့တွေ့ရတာဖြစ်တယ်ကယ်တင်ခြင်းဆိုတဲ့အဓိကစကားလုံးရဲ့ရိုးရှင်းတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ deliverance တင့်ကို deliverance ရွေးနှုတ်ပေးလိုက်တယ်တင့်ကိုလွတ်မြောက်စေလိုက်တယ်ဘယ်ထဲကလဲအပြစ်နုံတွေကနေပြီးတော့မှတင့်ကိုလွတ်မြောက်စေတယ်တင့်ကိုရွေးနှုတ်ပေးတယ်ပြီးရင်တင့်ကိုလုံးဝအောက်တုံ to make whole ဆိုတင့်ရဲ့ခန္ဓာစိတ်ဝိညာဉ်တစ်ခုလုံးကိုဘုရားသခင်ကအသစ်ပြုပြင်ပေးလိုက်တယ်ပြီးတဲ့အခါမှာတင့်ကိုထိမ့်သိမ်းဆောက်ရှောက်ပြီးတယ်ဆိုတာတွေ့ရနော်ကယ်တင်ခြင်းရဲ့တကယ် original စကားလုံး Greek စကားလုံးမှာဆိုရင်ဆိုလို့ခေါ်တယ်ဆိုတော့ယေရှုခရစ်တော်ကသင်ရဲ့အပြစ်အတွက်တည်ခြင်းကိုခံယူတယ်ပြီးတဲ့အခါမှာသင်ရဲ့အပြစ်အတွက်မြုပ်နှံခြင်းကိုခံယူတယ်ပြီးတဲ့အခါမှာသူကရှင်ပြန်ထမြောက်ပြီးတော့မှလူသားမျိုးနဲ့အားလုံးအတွက်အောင်မြင်ခြင်းကိုရယူပြီးတော့မှသူကဘာလုပ်ပြီးလဲဆိုလူသားမျိုးနဲ့အားလုံးကိုရွေးနှုတ်ကယ်တင်ပြီးခဲ့တယ်ဆိုတာနှုတ်ကပတ်တော်မှာအတိအကျဖော်ပြထားတာဖြစ်တယ်ဆိုတော့ကယ်တင်ခြင်းလို့ပြောလိုက်တဲ့အခါမှာတင့်ကိုယေရှုကရွေးနှုတ်ပြီးတော့ဝယ်ယူလိုက်တယ်ပြီးတဲ့အခါမှာတင့်ကိုမှောင်မိုက်တကူကနေပြီးတော့လွတ်မြောက်စေတယ်မှောင်မိုက်တကူကနေဆွဲထုတ်လိုက်တယ်ပြီးရင်တင့်ကိုပြေဝစုံလင်တဲ့လူသားအဖြစ်လှုပ်ဆောင်ပြီးတော့မှတင့်ကိုခရစ်တော်ကဆောက်ရှောက်ပေးထားတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ကယ်တင်ခြင်းလို့နားလေကြားတိုင်းမှာသင်ဟာဆိုလို့ရှိရင်သင်ရွေးနှုတ်ခံပြီးဖြစ်တဲ့မောင်မိုက်တကူကနေသင်ဆွဲထုတ်ခံပြီးဖြစ်တဲ့အပြည့်ရဲ့တကူကနေတင့်ကိုဘုရားသခင်ကဆွဲထုတ်လိုက်ပြီးကြောက်ရွံ့ခြင်းတွေကနေဘုရားသခင်ကတင့်ကိုလွတ်မြောက်စေလိုက်ပြီးတည်ခြင်းကနေဘုရားသခင်ကတင့်ကိုလွတ်မြောက်ပြီးစေပြီးတော့မှစာရန်ရဲ့အုပ်ဆိုးနေတဲ့တင့်ရဲ့ဘဝအသက်တာကနေပြီးတော့မှပြေဝဆုံနေတဲ့ဘုရားနိုင်ငံတော်ဘုရားရဲ့အလိုတော်နဲ့ပြည့်တဲ့နိုင်ငံတော်တွေကိုတင့်ကိုဝင်စားခွင့်ပေးလိုက်ခြင်းဖြစ်တယ်ဟာလေလုယဒီဟာကိုကျွန်တော်တို့ကျမ်းစာမှာသွားကြည့်အောင်ကောလောသဲအခန်းကြီး1အခန်းငယ်7ကနေ14မှာဗာပြောထားလေးဆိုတော့ကြည့်ရအောင်နော်အလင်း၌နေသောတန်ရှင်းသူတို့၏အမွေကိုငါတို့သည်ဆက်ဆံဝင်စားထိုက်မိအကြောင်းကျေးဇူးပြုတော်မူ၏
မောင်မိုက်တကူမှလေငါတို့ကိုနှုတ်၍ချစ်တော်မူသောသားတော်ဤနိုင်ငံတော်ထဲသို့သွင်းတော်မူ၏ဟာလေလုယာကျမတို့ကိုဘုရားသခင်ကကယ်တင်ခြင်းပြီးတဲ့အချိန်မှာကျမတို့ကဘယ်အရာတွေကိုရရှိခံစားရလဲဆိုရင်ဒီကျမ်းချက်ကရှင်းလင်းစွာဖော်ပြထားတယ်မောင်မိုက်တကူကနေပြီးတော့နှုတ်လိုက်တယ်ဟာလေလုယာသင်ဟာမောင်မိုက်မှာမရှိတော့ဘူးသင်ဟာတေခြင်းထဲမှာမရှိတော့ဘူးသင်ဟာအပြစ်ထဲမှာမရှိတော့ဘူးသင်ဟာဒုက္ခပြဿနာထဲမှာမရှိတော့ဘူးသင်ကိုဘုရားသခင်ကဆွဲနှုတ်လိုက်ပြီဖြစ်တယ်ဟာလေလုယာဆွဲနှုတ်ပြီးသင်ကိုဘယ်နေရာမှာစိုက်ပျိုးလိုက်လဲဘယ်နေရာမှာထားလိုက်လဲဆိုချစ်တော်မူသောသားတော်ယေရှုရဲ့နိုင်ငံတော်လေးကိုသွင်းလိုက်ပြီဖြစ်တယ်ဟာလေလုယာသင်ဟာအလင်းသားဖြစ်သွားပြီအလင်း၌နေတဲ့သူတွေတန်ရှင်းသူတွေရဲ့ဘဝအသက်တာတွေကိုသင်ရောက်ရှိသွားပြီဖြစ်တယ်ဟာလေလုယာအလင်း၌နေတဲ့တန်ရှင်းသူတွေခံစားရတဲ့အမွေတော်ကိုလည်းသင်ဟာခံစားခွင့်ရရှိသွားပြီဖြစ်တယ်ဟာလေလုယာသင်ဟာတာမန်လူမဟုတ်တော့သင်ဟာအလင်းနိုင်ငံရဲ့သားဟာလေလုယာမှောင်မိုက်ရဲ့အသင်နဲ့မဆိုင်တော့ဘူးသင်ကိုဘုရားသခင်ကရွေးနှုတ်ပြလိုက်ပြီမှောင်မိုက်ထဲကနေနှုတ်လိုက်ပြီဖြစ်တယ်ဟာလေလုယာသူရဲ့ချစ်တော်မူသောသားတော်ရဲ့နိုင်ငံတော်တွေကိုထည့်လိုက်ပြီဖြစ်တယ်ဒီလောကနိုင်ငံနဲ့သင်မဆိုင်တော့ဘူးဟာလေလုယာဘုရားနိုင်ငံတော်နဲ့သင်သက်ဆိုင်သွားတာဖြစ်တယ်တန်ရှင်းသူဖြစ်သွားတာဖြစ်တယ်ဟာလေလုယာသင်ဟာအပြစ်သားမဟုတ်တော့ဘူးဖြစ်တယ်တန်ရှင်းသူတွေခံစားရတဲ့အမွေတွေကိုခံစားရတဲ့သူဖြစ်သွားတာဖြစ်တယ်ဟာလေလုယာဒီခိဆိုရိုဗိုခီဒီထိုအမွေတော်ကိုသင်ကဘလို့အားဖြင့်ရဒါတော့ယေရှုရဲ့အသွေးအားဖြင့်သင်ရဲ့အပြစ်ကိုလွတ်ပေးပြီးရွေးနှုတ်တဲ့ယေရှုကြောင့်ရတာဖြစ်တယ်ဟာလေလုယာအခန်းငယ်14မှာတေချာရေးထားတယ်ထိုသားတော်၏အသွေးအဖြစ်အပြစ်လွတ်တော်မူခြင်းတည်ဟူသောရွေးနှုတ်တော်မူခြင်းယေရှုကိုသင်ခံစားရတာဖြစ်တယ်ဟာလေလုယာအိုရာခရှိရတဲ့မောဒါကြောင့်သင်ဟာတာမန်လူမဟုတ်ပါဘူးဘုရားသခင်ကသင်ကိုသူ့ရဲ့နိုင်ငံတော်တွေကိုထည့်သွင်းပြီးတော့မှသင်ကိုပြေဝစုံလင်တဲ့သူဖြစ်စေတာဖြစ်တယ်ဘုရားရဲ့ကောင်းချီးမင်္ဂလာအပြည့်ကိုခံစားစေတဲ့သူဖြစ်စေတာဖြစ်တယ်ဘုရားရဲ့ကာကွယ်ခြင်းဆောက်ရှောက်ခြင်းကိုသင်ကိုအပြည့်အဝခံစားစေတာဖြစ်တယ်ဘယ်အရာကမှဘယ်သူကမှသင်ရဲ့ဘဝမှာပြဿနာတွေအခက်ခဲတွေဘယ်အရာနဲ့မှယောဂါတွေနဲ့မှလာပြီးတော့မှသင်ကိုဖျက်ဆီးလို့မရတော့ထို့အရာအလုံးစုံသင်ပေါ်မတက်ရောက်ဖို့အတွက်ဘုရားသခင်ကကိုယ်ကာဆောင်မှပြီးနေဖြစ်တယ်အလင်းနိုင်ငံတော်ထဲမှာသင်နေပါဘုရားနိုင်ငံတော်ထဲမှာသင်ဝင်ရောက်လာပြီဖြစ်တယ်သင်ကိုသင်စဉ်းစားပါသင်ဟာနာယောဂါနဲ့ပြည့်နေတဲ့သူမဟုတ်ဘူးအမှောင်နိုင်ငံနဲ့ပြည့်နေတဲ့သူမဟုတ်အပြစ်နဲ့ပြည့်နေတဲ့သူမဟုတ်ဘူးသင်ဟာဘုရားသခင်ရဲ့ပြေဝဆုံးလင်းစွာအသစ်ဖန်ဆင်းခြင်းခံရတဲ့သူဖြစ်တယ်ဟာလေလုယာဘုရားသခင်ရဲ့အသစ်တဖန်ဖန်ဆင်းခြင်းခံထားရတဲ့သူဖြစ်တယ်ရာခရှိရီကိုစီလီလီရီကိုစီဒီဒီဘုရားရဲ့ပြေဝဆုံးလင်းတဲ့အလိုတော်ထဲမှာသင်ရှင်သန်နေရတာဖြစ်တယ်ရာခရှိဒီဒီသင်ရဲ့ဘဝသက်တာကဘုရားသခင်ရဲ့အသက်နဲ့အသက်ရှင်နေရတာဘုရားသားတော်ရဲ့နိုင်ငံတော်ကိုဟိုရီခိစီဒီသင်အထဲထဲမှာဘုရားသခင်ကတည်ထောင်ပေးလိုက်တာဖြစ်တယ်ရာခရှိဒီအဲ့ဒါကိုသင်ကတည်တည်ချာချာနားလည်ဘူးလို့လေထိုနှုတ်ကပတ်တော်ကိုသင်တည်တည်ချာချာနားလည်မှသင်ကကယ်တင်ခြင်းဆိုတဲ့အရေးကြီးတဲ့ဘုရားသခင်ရဲ့လှုပ်ဆောင်ပေးခြင်းကိုသင်ရရှိခံစားရမှာဖြစ်တယ်ရိခိစီဒီအိုရာဖခရီယန်ဒီပြောတဲ့ကယ်တင်ခြင်းဆိုတဲ့အပေါ်ယံစကလုံးလေးကိုပဲသင်ကမယုံလက်မခံထားပါနဲ့